ခိုးကြောင်ခိုးဝက်နဲ့ခြုံခိုးပြီးချရတဲ့ဟီးရိုးတွေကိုစိတ်ဝင်စားဘူးဖိုက်တာလိုပဲခက်ချင်းချင်းလေးတီးကျင်တာဆိုရင်တော့အစမရေဒါကိုကန်ကြည့်ဖို့အကြံပေးပါတယ်အစမရေဒါကရှီးတက်ပါတယ်ဆိုပဲဟီးရိုးတွေကိုကောင်းတာဖို့အတွက်ထုတ်ပေးထားတာဖြစ်ပြီးတော့ physical damage ရော magic damage ပါထွက်တဲ့ဟီးရိုးတစ်ကောင်ပါ ultimate ကဘတ်တယ်စောက်ဖွင့်လို့လည်းရတဲ့အပြင် enemy ဘက်လိုင်းထဲကိုဝင်ရတာလည်းလွယ်ပါတယ်ဘတ်တယ်တွေမှာဆိုလို့ရှိရင် skill 1နဲ့ skill 2ကိုတိုင်ပင်မှန်မှန်လေးသုံးပေးနေုံနဲ့ enemy တွေကိုတွေးလျှော့ပြီးသားလည်းဖြစ်သလို spare တောင်းပြီးသားလည်းဖြစ်ပါတယ်ဒီ item နှစ်ခုကတော့ Asma Radar အတွက်မဖြစ်မနေစက်တဲ့ item တွေဖြစ်ပြီးတော့ကျန်တဲ့ default item တွေကိုတော့ပွဲချင်းတွေပေါ်မူတည်ပြီးတော့ဆက်လို့ရပါတယ်တကယ်ချင်းတော့ Asma Radar ကန်ရတာကြိုက်ကြလား